ကျွန်တော်တို့ငငယ်ကလေးကဟိုကလေးကအန်ဂျူမြင်တယ်ဒီကလေးကတော့အန်ဂျူနဲတယ်ဆိုတဲ့စကားတွေကိုကြားဦးကြမှာပါအိုင်စတိုင်းရဲ့အန်ဂျူက160ရှိတယ်ဒါကြောင့်သူကပါရမီရှင်ဖြစ်လာတယ်လို့လူတွေကပြောလို့ရှိကြပါတယ်ဒါပေမဲ့ဒီနေရာမှာမေးစရာရှိတာကအန်ဂျူတက်ဆိုတာကတကယ်ပဲပါလဲဆန်ရွက်တစ်ရဲ့ပုံမှာပုံစံတူတွေကိုရွေးခိုင်းလိုက်ရုံနဲ့လူတယောက်ရဲ့ဉာဏ်ရည်ကိုတိတိကျကျသိနိုင်မှာမလားဒီနေ့ဗီဒီယိုမှာတော့အန်ဂျူတက်ရဲ့နောက်ွယ်ကမိတ်ဆွေမသိသေးတဲ့အမှန်တရားတွေကိုအသေးစိတ်တူးဆွပေးတော့မှာပါအန်ဂျူတက်တွေစတင်ခဲ့ပုံနဲ့လွဲမှားသွားတဲ့ရည်ရွယ်ချက်အန်ဂျူတက်တွေကို1905ခုနှစ်မှာ Alfred Bynum ဆိုတဲ့သူကစတင်တူတင်ခဲ့တာပါသူ့ရည်ရွယ်ချက်ကလူတော်တွေကိုလူတော်လူညံ့ခွဲဖို့မဟုတ်ပါဘူးအဲ့ဒီခေတ်ကပြင်သစ်ကျောင်းတွေမှာပညာသင်ရတာခက်ခဲနေတဲ့ကလေးတွေကိုရှာဖွေပြီးတော့အထူးတင်တောင်တွေပေးနိုင်ဖို့အတွက်ပဲအသုံးပြုခဲ့တာပါဒါပေမဲ့အမေရိကကိုဒီစနစ်ရောက်သွားတဲ့အခါမှာတော့လမ်းကြောင်းလဲသွားခဲ့ရပါတယ်စစ်သားတစ်တွေကိုအဆင့်တန်းခွဲခြားဖို့နဲ့အချို့သောလူမျိုးစုတွေကိုညံနေတယ်လို့သတ်မှတ်ပြီးတော့ဖယ်ရှင်မို့အတွက်အသုံးချခံဖြစ်သွားခဲ့ရပါတယ်ဒါဆိုရင်အန်ဂျူတက်တွေကဘာတွေကိုတိုင်းတာတာလဲအန်ဂျူတက်တွေကတကယ်တော့ G factor လို့ခေါ်တဲ့ General Intelligence ကိုတိုင်းတာတာပါဥပမာအဖြစ်ပုံစံတွေကိုဆက်ဆက်ကြည့်တာကိန်းဂဏန်းတွေကိုတွက်ချက်တာစကားလုံးအဓိပ္ပာယ်တွေကိုနားလည်တာမျိုးပေါ့ဒါပေမဲ့ဒီနေရာမှာပြဿနာကစတတ်ပါတယ်ဒီ test တွေကစာသင်ကျောင်းမှာဘယ်လောက်တော်မလဲဆိုတာကိုပဲအဓိကတိုင်းတာတာပါလက်တွေ့ဘဝရဲ့ပြဿနာဖြေရှင်းနိုင်စွမ်းကိုတိုင်းတာတာမဟုတ်ပါဘူးအန်ဂျူ test တွေရဲ့အဓိကအားနည်းချက်၄ချက်နံပါတ်1ရှင်းချင်းမှုဆိုင်ရာအစွဲမျိုးပေါ်မှာကြီးပြင်းလာတဲ့ကလေးနဲ့တောထဲမှာကြီးပြင်းလာတဲ့ကလေးကိုရွပြသုံးစကားလုံးတွေနဲ့မေးခွန်းထုတ်ရင်ဘယ်သူကအန်ဂျူပိုများမလဲအဖြေကတော့ရှင်းပါတယ်နံပါတ်2တီထွင်ဖန်တီးနိုင်စွမ်းအန်ဂျူ test မှာကအဖြေမှန်ကတစ်ခုပဲရှိပါတယ်ဒါပေမဲ့တကယ်ပါရမီရှင်တွေကအဖြေတစ်ခုတည်းကိုမကြည့်ဘဲနဲ့လမ်းကြောင်းအသစ်တွေကိုရှာဖွေတတ်သူတွေပါဒါကိုအန်ဂျူ test ကမမြင်နိုင်ပါဘူးနံပါတ်3စိတ်ခံစားမှုလူတယောက်အောင်မြင်မှုအတွက်ကိုယ်စိတ်ကိုထိန်းချုပ်နိုင်စွမ်းနဲ့သူတစ်ပါးနဲ့ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကအန်ဂျူ test ပိုရေးကြီးတယ်လို့ပညာရှင်တွေကဆိုပါတယ်နံပါတ်4လေ့ကျင့်လို့ရခြင်းအန်ဂျူဆိုတာကမွေးရပါပြောင်းလဲလို့မရတဲ့အရာမဟုတ်ပါဘူးအန်ဂျူ test မေးခွန်းတွေကိုခဏခဏလေ့ကျင့်ထားရင်မိတ်ဆွေရဲ့အန်ဂျူ score ကတက်လာမှာပါဒါဆိုရင်ဒါကမိတ်ဆွေရဲ့ဉာဏ်ရည်အစ်စ်လားဒါမှမဟုတ်လေ့ကျင့်ခန်းလုပ်ထားတာလားကျွန်တော်တို့အားလုံးသိကြတဲ့နှိုင်းရ theory ဖခင်ကြီး Albert Einstein ကိုကြည့်ကြည့်ပါသူဟာငငယ်ကစကားပြောတာကအရန်နှေးလို့သူမိဘတွေကစိုးရိမ်ခဲ့ကြရပါတယ်ကျောင်းရောက်တော့လဲဆရာတွေကသူ့ကိုဘာမှဖြစ်လာမဲ့သူမဟုတ်ဘူးလို့တော့မှတ်ချက်ပေးခဲ့ကြတာပါ Einstein ဟာကျောင်းကသင်တဲ့ပုံသေးကားချက်စနစ်တွေကိုမနှစ်သက်သလိုတစ်ခါကဆိုရင်မြို့နစ်မှာရှိတဲ့ကျောင်းကနေတော့ထွက်ခဲ့ရဘူးပါတယ်ဒါပေမဲ့သူကတွက်ချက်မှုထက် imagination လို့ခေါ်တဲ့စိတ်ကူးပုံဖော်တာမှာပို့ပြီးတော့အာသန်ငယ်လို့သာကမ္ဘာကျော်သိပ္ပံပညာရှင်ဖြစ်လာခဲ့တာပါနောက်ထပ်ပါရမီရှင်တယောက်ဖြစ်တဲ့ Nikola Tesla အကြောင်းကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ် Tesla ကအကြောင်းမှာရမ်းတော်ခဲ့ပေမဲ့သူ့ရဲ့အတွေးခေါ်တွေကအဲ့ဒီခေတ်ကပညာရေးစနစ်နဲ့လုံးဝကိုအံဝင်ခဲ့ပါဘူးသူဟာကျောင်းမှာတစ်နေ့ကို2နာရီပဲအိပ်ပြီးတော့စာအုပ်ပုံများစွာကိုအလို့ရအောင်ဖတ်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ကျောင်းကတင်တဲ့ပုံသင်နည်းတွေအပေါ်မှာညင်းငွေလာပြီးတော့ကျောင်းကနေထွက်ခဲ့ရပါတယ်သူ့ရဲ့ဆရာတွေကသူ့ဖခင်စီကိုခမည်းသားကအလုံးလုံးပုံတွေရမ်းလွန်ကဲနေပြီးတော့ကျောင်းကထွက်မသွားရင်တည်သွားနိုင်တယ်လို့တော့တတိပေးစာပို့ခဲ့ရတာပါဒီနေရာမှာစဉ်းစားစရာကအကယ်၍အဲ့ဒီခေတ်ကသာသူတို့ကိုအခုခေတ်အန်ဂျူ test တွေနဲ့စစ်ဆေးခဲ့မယ်ဆိုရင်သူတို့ရဲ့ရမှတ်တွေကအများကြီးထွက်ချင်မှထွက်မှာပါဘာလို့လဲဆိုတော့အန်ဂျူ test တွေကပုံဒီအဖြေကိုပဲရှာခိုင်းတာဖြစ်ပြီးတော့သူတို့နှစ်ယောက်လုံးကပုံဒီတတ်မှတ်ချက်တွေအပြင်မှာတွေးတတ်သူတွေဖြစ်နေလို့ပါပဲဒီနေရာမှာမေးစရာရှိတာကအန်ဂျူ test တွေကအပြည့်အဝမမှန်ဘူးဆိုရင်ကျွန်တော်တို့အုံနောက်ကိုဘယ်လိုဖွင့်ပြအောင်လုပ်ရမလဲကျွန်တော်ရဲ့ဒီ channel လေးမှာ logic puzzle တွေနဲ့ riddle တွေကိုခဏခဏတင်ပေးလေးရှိပါတယ်ဘာလို့တင်ပေးရတာလဲဆိုတော့အကြောင်းရင်းရှိပါတယ်နံပါတ်1အုံနောက်ရဲ့ပြည့်ပြင်ပြောင်းလဲနိုင်စွမ်းကျွန်တော်တို့အုံနောက်ကကြော်သားနဲ့တူပါတယ်အသုံးပြုရင်အားနဲ့သွားပြီးတော့ခက်ခဲတဲ့ပု္ပ္ပစာတွေကိုအမြဲစဉ်းစားပြီးရင်တော့ပိုပြီးထက်မြက်လာပါတယ်ပဟေလီတွေဖြည့်ရှင်းတာကအုံနောက် cell တွေကြားကဆက်သွယ်မှုကိုပိုကောင်းစေပါတယ်နံပါတ်2ကတော့ lateral thinking လို့ခေါ်တဲ့ထောင်းဆောင်ကစဉ်းစားခြင်းပါအန်ဂျူ test တွေကပုံသင်နည်းတိုင်းသွားတာပါဒါပေမဲ့ riddle တွေကတော့မိတ်ဆွေကို box ကနေထွက်ပြီးတော့စဉ်းစားစေပါတယ်ဘဝရဲ့ပြဿနာတွေကလည်းပုံသင်နည်းတိုင်းလာတာမဟုတ်ပါဘူးဒီလိုခက်ခဲတဲ့ပဟေလီတွေကိုဖြည့်ရှင်းနေပဲမိတ်ဆွေရဲ့ပြဿနာဖြေရှင်းနိုင်ဆိုငါတဖြည်းဖြည်းမြင့်တက်လာတာပါ Number 3 dopamine release ခက်ခဲတဲ့ပဟေလီတစ်ခုကိုအဖြေရှာတွေ့သွားတဲ့အခါမှာခံစားရတဲ့ခိုက်တန်ကအုံနောက်ကိုပျော်ရွှင်စေတဲ့ dopamine ဓာတ်တွေပို့ပြီးတော့ထွက်စေပါတယ်ဒါကစာကြည့်ရတာထက်ပိုပြောဖို့ကောင်းပြီးတော့ဉာဏ်ရည်ကိုမြင့်တင်မိနိုင်တဲ့အကောင်းဆုံးနည်းလမ်းမို့လို့ကျွန်တော်ကအမြဲတင်ပေးနေရတာဖြစ်ပါတယ်ညီကုန်းချုပ်အနေနဲ့ပြောရရင်တော့အန်ဂျူဆိုတာကလူတယောက်ရဲ့ရည်ချင်းကိုတိုင်းတာတဲ့ပေးတဲ့အများကြီးတစ်ခုပဲဖြစ်ပါတယ်ကိန်းဂဏန်းတစ်ခုကမိတ်ဆွေရဲ့အနာဂတ်ကိုလုံးဝအဆုံးဖြတ်မပေးနိုင်ပါဘူးစတီဗင်ဟော့ကင်ပြောခဲ့သလိုပဲဉာဏ်ရည်ဆိုတာကအပြောင်းလဲတဲ့ညီလက်ရောညီထွေနေထိုင်နိုင်စွမ်းပဲဖြစ်ပါတယ်မိတ်ဆွေမှာကအန်ဂျူနည်းနေတယ်လို့ခံစားနေရရင်လည်းမပူပါနဲ့မိတ်ဆွေရဲ့ကြိုးစားမှုနဲ့တခြားသောပါရမီတွေကမိတ်ဆွေကိုအမြင့်ဆုံးရအောင်ပို့ဆောင်ပေးနိုင်ပါတယ်အိုင်စတိုင်းတို့လို boss အပြင်ကစဉ်းစားတတ်တဲ့လေ့ကျင့်မျိုးရအောင်ကျွန်တော်ကဒီ channel မှာ
logic puzzle နဲ့ riddle တွေကိုအမြဲတမ်းတင်ဆက်ပေးနေပါတယ်မိတ်ဆွေရဲ့အုံနောက်ကိုအမြဲတမ်းထက်မြက်နေအောင်လေ့ကျင့်နေတယ်ဆိုရင်တော့ကျွန်တော်ရဲ့တခြားဗီဒီယိုတွေကိုလည်းဝင်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျရင် like လုပ်ပြီးတော့တကယ်ချင်းတွေကိုပါ share ပေးလိုက်ပါအောင်လို့ပြောရင်းနဲ့ဒီနေ့ဖို့ adios